မင်္ဂလာပါရှင်ညီမတို့ဒီနေ့ချက်နိုင်ရတရားရုံးကိုသွားခဲ့တဲ့အကြောင်းအရာလေးကိုပြောပြပေးမယ်ပေါ့နော်ချက်နိုင်ရတရားရုံးဘာကြောက်သွားခဲ့ရလဲဆိုတော့ကြောက်ကပ်အစားထိုးဖို့နော်ကြောက်ကပ်လဲဖို့သွားခဲ့တာပါရှင်ညီမပြောပြခြင်းတဲ့အကြောင်းအရာအခုညီမပြောပြမယ်ညီမတို့ကပထမတော့တန်ရုံးကိုညီမတို့ဒီကနေပါလာတဲ့ပေါ့နော်မိုးဖာရောပါရောအဲ့ချိန်မှာညီမတို့လင်မယားနှစ်ယောက်ကနှစ်ဦးသဘောတူယူထားတာလက်ထပ်စာချုပ်မရှိပါဘူးလက်ထပ်စာချုပ်မရှိတဲ့အခါကျတော့ဟိုကနေလက်ထပ်စာချုပ်ကြမ်းကြိမ်ရင်တော့ရေးလာပါပေါ့နော်ဒါပေမဲ့အဲ့မှာမိုးဖာတုံးမထုလာလက်ထပ်စာချုပ်ကတော့မိုးဖာတုံးမထုရအောင်ဒါမဲ့မိုးဖာတုံးမထုလာဘူးဆိုတဲ့ပြဿနာနဲ့တန်ရုံးမှာရှိရောတန်ရုံးအရာရှိတယ်ညီမတို့ဘိုက်ဘာကနေတဆင့်ဆက်သွယ်ပြီးတော့ညီမတို့ဖုန်းတွေလည်းတကွီကွီခေါ်ပြီးတော့ပြောတော့တာပေါ့နင်တို့လက်ထပ်စာချုပ်မရှိဘဲနဲ့ငါ့ကိုလာလိမ့်နေရလားငါတို့ကဘလို့တစိတ်တော့နင်တို့ဇနီးမောင်နှံမှာဆိုလို့ထိုးပေးရမှာလဲနင်တို့ဇနီးမောင်နှံတကယ်စစ်မှနင်တို့ခွဲစိတ်ခွင့်ရမှာလေတယောက်နဲ့တယောက်နဲ့မင်းတို့ဘလို့လောက်ကြမှာလဲညီမတို့ပြောတဲ့အချိန်မှာညီမတို့ကလည်းတကယ်ဇနီးမောင်နဲ့ပါညီမတို့အိမ်အောင်ကြ4နှစ်ရှိပြီပေါ့အဲ့လိုမျိုးပြောတဲ့အချိန်မှာအဲ့နဲ့ညီမအတွေးထဲမှာမရသေးဘူး तू ကအဲ့ဒါဆိုအိမ်အောင်ကြတက်သိမင်းတို့ဘာလို့လက်ထပ်စာချုပ်မပါလားလက်ထပ်စာချုပ်ကျမတို့ကဟိုနေ့ဖြစ်လို့ဆိုတော့နောက်လဲကြသမီးဘလို့လုပ်ပေးရမလဲရှင်တန်ရုံးရာရှိသမီးကိုပြောပါပေါ့လေအဲ့နဲ့ तू ကနေပါငါပြောပြမယ်မင်းတို့ကိုလည်းအချိန်တွေကုန်ငွေတွေကုန်ခွဲစိတ်ခွင့်တွေအမြန်ဆုံးရအောင်လို့အချွေတွေကုန်ငွေတွေကုန်မဖြစ်အောင်ခွဲစိတ်ခွင့်အမြန်ဆုံးရအောင်လို့ငါတို့ပြောတဲ့အတိုင်းမင်းတို့လိုက်လို့မင်းတို့မြန်မာပြည်ကနေဘိုင်ဘာနဲ့လှမ်းပို့ခိုင်းလိုက်လက်ထပ်စာချုပ်ကိုမင်းတို့လင်မယားဖြစ်ကြောင်းတက်သေးဖြစ်ကြောင်းရက်ကွက်ရှိရက်ကွက်ထောက်ခံစာရက်ကွက်ရှိရက်ကွက်ထောက်ဟာပြဿနာပဲငါဘယ်လိုလုပ်ရမလဲပေါ့အဲ့နဲ့နောက်တစ်ချိန်တန်ရုံးရာရှိဟုတ်ကဲ့ပါပေါ့ဆိုနိုင်ဝက်အတွင်းကိုကျမတို့ကသူ့ကိုမဆက်သွယ်တော့စိတ်ညစ်လိုက်တာဆိုပြီးလှုပ်ရမှမသိဘူးပူထူနေပြီမြန်မာနိုင်ငံနဲ့ဘယ်သူ့ကိုဆက်သွယ်ပြီးဒီဥစ္စာဒီစာချုပ်ကိုဒီဟိုနင်းကိုစာချုပ်တော်ဖြစ်တယ်ဒီစာချုပ်ကိုပေါ့ထောက်ခံစာကိုဘသူ့ကိုရေးခိုင်းရမလဲဆိုတော့နဲ့ဘသူ့ကိုရေးခိုင်းလို့ရမယ်အဲ့ချိန်မှာ तू ကထပ်ပြီးတော့တန်ရုံးကဖုံးဝင်လာပြန်ရောအေးညီမတို့အဆင်ပြေပြီလားလှုပ်ပြီးွားပြီလားဟယ်လိုအကိုလို့ညီမတို့မလုပ်ရသေးဘူးအကိုရဲလို့ညီမတို့ဘယ်လိုလုပ်ပေးရမလဲညီမတို့လင်မယားပါဆိုဘယ်လိုတက်သေးပြောပြနင်တို့အဲ့ဒါရှိမှတက်သေးဖြစ်မှာပေါ့တကယ်ကိုမရှိလို့ပါညီမတို့ကအမှန်တိုင်းပြောရမယ်ဆိုရင်လို့နှစ်ဦးတပတ်သူယူခဲ့တာသူတို့မိဘတွေဘက်ကညီမတို့သဘောတူခဲ့တာမဟုတ်ဘူးလို့အဲ့ဒါကြောင့်ညီမတို့မှလက်ထပ်စာချုပ်မရှိခဲ့ဘူးဒါပေမဲ့ညီမတို့မှတက်သေးရှိတယ်တားလေးတယောက်ပါတယ်ညီမတို့နဲ့တူတားလေးပါလာတစ်နှစ်နဲ့3လရှိခဲ့အဲ့ဒါလေးတော့ဟုတ်လားဟုတ်တယ်လို့ညီမတို့မှပါလာတာပါတယ်ကဲအဲ့ဒါဆိုလဲဘယ်လိုလုပ်မလဲသူ့ရဲ့မွေးစင်းရှိလားရှိရညီမစက္ကန့်အတွင်းပို့ပေးမယ်လို့အဲ့နဲ့အေးပြီးတော့အဲ့မွေးစင်းမှာတဲ့နေ့နာမည်ရဲ့တဲ့နေ့အမျိုးသားနာမည်ပါမဖြစ်မှာနော်တဲ့အော်ပါရဆရာလို့တမီးတို့မွေးထားပါဆိုတော့ကျင်းသေးပါတာပေါ့လို့တမီးအဲ့ဒါအခုချက်ချင်းပို့ပေးလိုက်မယ်လို့โอเคအဲ့ဆိုပို့ပေးလိုက်တယ်အဲ့ဒါစက္ကန့်အတွင်းညီမလည်း Viber နဲ့ကြွိဆိုပို့ပေးလိုက်အဲ့ချိန်မှာ तू ကကြည့်လိုက်ပြီးတော့အဲ့ဒါနဲ့မသေးကမှာဆိုလို့နောက်ထပ်ညီမတို့ဒီမှာရိုက်ထားတဲ့ပုံလေးမြန်မာနိုင်ငံမှာဟိုနေမိသားစု3ယောက်ရိုက်ထားတဲ့ပုံလေးပို့ပေးလိုက်အော်တဲ့အဲ့မှာ तू ကအမအသေးလေးပေးပြီးတော့ညီမအားဆိုရင်တဲ့အကိုတဲ့သူဖုံးထက်ဆက်တဲ့အကိုဟိုနေ့ဖြစ်တဲ့တစိမ့်တုံးထုပေးလိုက်ပြီနော်လာယူတဲ့သူကိုပေးလိုက်ပြီအမလေးအဲ့တော့မှကျွန်မအလုံးကြောက်တယ်ကျေးဇူးတင်ပါတယ်အကိုရဲ့ကျေးဇူးတင်ပါညီမမျက်နှာမမြင်ရပါမယ်အကိုတို့အခုလိုလေးခွင့်ပြုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ပေါ့အဲ့လိုပြောလိုက်ပြီးအဲ့ဒါတရားရုံရောက်သွားတရားရုံဆိုတာလဲညီမတို့ကျမ်းမာရေးတရားရုံအဲ့ကျမ်းမာရေးတရားရုံကလည်းတစ်ပတ်လုံးမှာတောက်ကြတရက်ပဲစစ်တာအဲ့တောက်ကြတရက်မှာညီမတို့ဖြေခဲ့နှုံးကမအောင်ဆိုနောက်တစ်ပတ်တောက်ကြအချိန်ကြာသွားမှာပေါ့နော်အဲ့ကျမအဲ့တောက်ကြနေကိုသွားရမယ်ဆိုစကပြန်အမားတို့ရေဟိုနေ့ဖြစ်တယ်ဆိုမြန်မာဆန်ဆန်လေးအကုန်လုံးဝစ်ခဲ့ကြပါဆိုကိုကလည်းမြန်မာဆန်ဆန်ပကွက်နဲ့တနခါနဲ့သွားကြတာပေါ့သွားကြပြီအခုပြန်ရောက်တော့မှဟိုနေ့ပြောပါပြန်ပကွက်နဲ့ပါနဲ့သွားပြီးဟိုလဲရောက်လဲအဲ့လိုပဲအဲ့မှာပေါ့စရင်စာရွက်တွေပေးပြီးတော့ညီမတို့အလှည့်တော့နောက်ဆုံးကျမတို့ဝင်ရတယ်ဝင်တော့ခုံတစ်ခုံရှိတယ်3ယောက်တန်းခုံရှိတယ်ပထမဆုံးကလူနာဝင်ရမယ်ပြီးွားရင်ဒိုနာဝင်ရမယ်ပြီးွားရင်ဒိုနာဘက်ကထောက်ခံတဲ့သူဝင်ရမယ်ကျမဘက်ကထောက်ခံတဲ့သူကကျမပေးမယ်ဥစ္စာကျမအမျိုးသားကိုပေးမယ်ဥစ္စာကိုကြည်ပြူခွင့်ပြုပါတယ်ဆိုတော့ကျမရဲ့အဖေသို့မဟုတ်အမေမရှိခဲ့ဘူးဆိုရင်ညီကောင်မနမမရှိခဲ့ဘူးဆိုမှအတော်ညီမကကြတော့ညီမအမေကဆုံးသွားပြီညီမအဖေကကြတော့ဟိုနေသူ့ရဲ့အကြောင်းတရားနဲ့မလိုက်နိုင်ဘူးမလိုက်နိုင်တော့ညီမတို့ကအဖေကိုမရှိလို့ပြထားရတာပေါ့နော်အဲ့လိုမျိုးမရှိလို့ပြတာညီမမောင်ကကြတော့သူကလည်းသူ့မိသားစုနဲ့သူကညီမတို့ကအချိန်3လလောက်ကြာမယ်ဆိုတော့ तू ကမလိုက်နိုင်ဘူးမလိုက်နိုင်တဲ့ဆိုတော့ညီမရဲ့အတော်ကိုအပူကပ်ပြီးတော့ခေါ်လာရတာအတော်ကကြတော့ညီမရဲ့အတော်အရင်ပေါ့အမေရဲ့ညီမဖြစ်နေတာပေါ့ခေါ်လာပြီး3ယောက်ထိုင်ကုန်မှာထိုင်ပြီးတော့အလူရှင်ကအရင်ဆုံးကနဲ့စကပြန်လည်းတင်တာပေါ့နော်မျိုးစုံတင်တာညီမတို့ဘယ်လိုတင်လဲဆိုတော့တကယ်လို့ तू ကမေးခဲ့တဲ့မေးခွန်းအကုန်လုံးဖြေနိုင်ရမယ်ဒါပေမဲ့ကိုကအစစ်မှန်နေကြီးပဲလှုပ်ထားတာလှုပ်ထားတာဘာတစ်ခုမှမရှိတဲ့အတွက်အကုန်လုံးဖြေနိုင်တယ်တစ်ခါတည်းနဲ့တစ်ချိန်တည်းနဲ့ pass ဖြစ်သွားတယ်ညီမကိုမေးခွန်းတစ်ခုတည်းနဲ့ညီမကတစ်ခါတည်းတတ်ချပလိုက်မဲပဲရမလဲညီမအမျိုးသားကိုကြတော့ဝင်သွားတော့ तू ကဆွိဖြစ်အောင်လို့ तू ကပြုံးခိုင်းတာပေါ့နော်ညီမအမျိုးသားဟဲ့နင်ပြုံးတော့ဟိုရောက်ရင်ဘာပဲဖြစ်မြန်မာလူမျိုးဆိုတာပြုံးပြရတယ်နောက်ပြီးတော့လက်အုပ်ချီလိုက်ငါတို့အတွက်ဘာမှမဖြစ်ပါဘူးမြန်မာလူမျိုးကလက်အုပ်ချီတယ်ငါတို့ရဲ့အနောက်မှာ image တွေရှိတယ်ငါတို့ကြီးပဲလာတာမဟုတ်ဘူးညီမကဒီလိုပြောလိုက်တာပေါ့ပြောလိုက်အေးပါတယ်နင်ပြောတဲ့အတိုင်းငါလုပ်မယ် okay ငါပြောတဲ့အတိုင်းလုပ်ငါလ
လည်းငါဟာနဲ့ငါတွင်းနဲ့ငါလုံးမယ်လုံးဝပတ်ဖြစ်နေရမယ်ဒီကောင်စူးစမ်းမယ်ဆိုပြီးအဲ့လိုပြောရညီမအတော်ကတော့ तू ကတော့သူတောင်သားဆိုတိတ်တော့နားမလဲပေါ့နော်အဲ့လိုမျိုးဒါပေမဲ့ तू ကတော့အပြုံးတစ်ပေါက်ကတော့ရှမ်းတောက်ပဲ तू ကလည်းအဲ့နဲ့အန်တီလေးဒီလိုလက်အုပ်ချီကိုယ့်ရဲ့အတော်ကိုလည်းတင်ပေးလိုက်โอเคတဲ့ဆိုအဲ့နဲ့ကိုရီးယားနောက်ဆုံးမှဝင်ရတဲ့အချိန်အဲ့မှာကို့အမျိုးသားအရင်ဆုံးဝင်သွားတန့်စင်နဲ့ခေါ်တဲ့ချိန်မှာဝင်သွားတန့်စင်ကိုမေးတယ်တဲ့မင်းနာမည်ဘယ်လိုခေါ်လဲပေါ့ကျွန်တော်နာမည်တန့်စင်ပါပေါ့အသက်က30ခေါ်ပေါ့အဲ့နဲ့မင်းဘာကြောင့်ဒီကိုလာလဲကြောက်ကယောဂတဲ့ပေါ့ကြောက်ကဘာကြောင့်ပျက်စီးသွားတာလဲကျွန်တော်ကတွေးတိုးပြီးတော့ပျက်စီးသွားတာပေါ့ तू ကပြောပြီးမင်းအိမ်ကမင်းကိုဘယ်လိုခေါ်လဲတဲ့ဆိုတော့तू အဲ့မှာကြောက်တောင်ဖြုတ်သွားတန့်စင်လို့ခေါ်တယ်တဲ့မင်းဖေရောတဲ့အဲ့မှာ तू ကကြောက်တောင်ဖြုတ်သွားတန့်စင်လို့ခေါ်ပါတယ်တဲ့နည်းနည်းအချိန်ကစက္ကန့်ပိုင်းလောက်ကြာသွားတာပေါ့โอเคတဲ့ရပြီတဲ့မင်းကိုလူမဲ့သူကဘာတူလဲတဲ့မင်းကိုကြောက်ကပ်ပေးမဲ့သူကဘာတူလဲတဲ့ကျွန်တော်အမျိုးသမီးပါတဲ့ကျွန်တော်ဇနီးပါတဲ့အဲ့လိုပြောလိုက်တယ်โอเคတဲ့အဲ့လိုပြောပြသွားလို့ရပြီတဲ့ဆိုသူ့ကိုပြန်လှုပ်လိုက်တယ်ညီမလှည့်ရောက်ပြီးဒိုနာလာပြီညီမကျေးဇူးတင်ပါတယ်မင်္ဂလာပါရှင်ပြောတာပါစပြီးတွေ့တာမင်္ဂလာပါရှင်အဲ့လိုပြောပြညီမထိုင်တာပေါ့ပြုံးပြပြီးထိုင်လိုက်တာပေါ့လှုပ်ချပြီးမင်္ဂလာပါရှင်လို့အကုန်လုံးပြောဟိုဘက်မှာ2ယောက်ထိုင်နေညီမရဲ့ဒီလိုဘေးမှာဒီလိုဘေးတိုင်းမှာ2ယောက်ထိုင်နေအရှိမှာ9ယောက်ထိုင်နေဒီဘက်ကကျတော့စကပြန်ထိုင်နေဒီလိုဘက်ချမ်းကျတော့ဒီလိုဘက်ချမ်းကျစကပြန်ထိုင်နေဒီဘက်က2ယောက်ထိုင်နေဒီမျက်နှာချင်းဆိုင်မှာ9ယောက်ထိုင်နေအဲ့ဒါလည်းစကပြန်ကိုလည်းမကြည့်ဘူးဘာလို့လဲဆိုတော့စကပြန်ကကိုနဲ့ပေါင်းပြီးတော့လောက်တယ်ဖြစ်မှာဆိုတော့ကိုကနဲ့ကိုအတိတာပဲအဲ့နဲ့ तू ကညီမကိုမေးတယ်မင်္ဂလာပါညီမနာမည်ကတော့လွန်ကျော်ပါပေါ့အဲ့လိုပြောလိုက်တယ်အသက်ကတော့36နှစ်ပါပေါ့โอเคတဲ့ तू ကညီမကတဲ့ကြောက်ကပ်ပေးမယ်အမျိုးသမီးလားတဲ့ဟုတ်ကဲ့ကျမကိုတန့်စင်ရဲ့အမျိုးသမီးပါတဲ့ညီမကြောက်ကပ်တစ်ခုကိုတန့်စင်ကိုပေးမှာပါလှူမှာပါလို့ဆိုအဲ့ဒါကြောက်ကပ်အစိုးပြစ်တွေကိုသိပြီးသွားပြီလားတဲ့ကြောက်ကပ်ပေးတဲ့အခါမှာလို့ခွဲစိတ်နေတဲ့အခါချိန်တွင်းမှာပဲဖြစ်စေကြောက်ကပ်ပေးပြီးတဲ့အချိန်တွင်းသွေးယိုနိုင်တယ်လို့စီးယိုနိုင်တယ်လို့ပြီးတော့ပိုးဝင်နိုင်တယ်လို့ပြီးတော့ကြံကြောက်ကတစ်ခုကလည်းကင်ဆာဖြစ်သွားနိုင်တယ်လို့ပျက်စီးသွားနိုင်တယ်လို့နောက်တစ်ခုကရောင်ရဲနိုင်တယ်လို့အဲ့လိုပြောလိုက်တော့โอเคတဲ့မင်းကစိုးကျိုးတွေကိုသိထားပြီးဖြစ်တဲ့အတွက်မင်းကလက်ခံတယ်ပေါ့လက်ခံပါတယ်လို့မင်းအမျိုးသားကိုပေးလိုက်တဲ့ကြောက်ကတစ်လုံးကြံခဲ့မယ်မင်းစီမှာတစ်လုံးကြံခဲ့မယ်အဲ့တစ်လုံးကတဲ့ပျက်စီးသွားရင်ရောတဲ့အဲ့နဲ့ညီမစီမှာကြောက်ကကြံခဲ့တဲ့ကြောက်ကတစ်ခုပျက်စီးသွားရင်ညီမကလို့နောင်တမရပါဘူးညီမအမျိုးသားကိုပေးခွင့်ရတဲ့အတွက်လို့အဲ့လိုပြောလိုက်တော့အဲ့မှာ okay တဲ့ thank you လို့ဆိုဝိုင်းပြီးလက်ဆွဲနှုတ်ဆက်တယ်ကျေးဇူးအများကြီးတင်ပါတယ်လို့ရှင်ဘတ်ထဲရပဲအဲ့လိုပြောပြီးတော့လက်အုပ်ချပြီးပြန်ထွက်လာပြီးလဲပြီးတော့ညီမရဲ့အတော်ကိုခေါ်လိုက်အတော်ကိုကြတော့ဘလောက်ပြုစုဆောက်ရှောက်မှာလဲဒီအမျိုးသားနဲ့ပေးတဲ့သူနဲ့အလူရှင်နဲ့ကိုဘလောက်ပြုစုဆောက်ရှောက်မှာလဲသူတို့ကအဲ့လိုမေးတာပေါ့နော်အဲ့လိုမေးတဲ့အခါမှာညီမကပြုစုဆောက်ရှောက်မှာလဲဆိုတော့အဲ့လိုမေးတော့ညီမအတော်ကိုမေးတဲ့အခါညီမတော်ကဟိုဘက်ကဒါကတူမအရင်ပေါ့ဟိုဘက်ကတူမနဲ့ပတ်သက်တဲ့တူဒါ तू ကပြုစုဆောက်ရှောက်မယ်ခလေးလက်ထိတ်မယ်အဲ့လိုပုံစံမျိုးနဲ့ तू ကလာရပါတယ်ဆိုတဲ့အကြောင်းအရာကိုပြောပြတယ်အဲ့ဒီအချိန်မှာညီမတို့အပြင်ထွက်လိုက်ပြီးတော့ तू ကစောင့်နေပါတဲ့အဖြစ်စောင့်နေပါတဲ့နောက်တစ်ပတ်တနင်္လာနေ့လဲကြောက်အဖြစ်ကလုံးဝ fine ထွက်သွားပြီညီမတို့အဲ့မှာတနင်္လာနေ့အဖြစ်အကုန်လုံးကောင်းသွားတဲ့အချိန်တွေမှာနောက်ဆက်တွဲဘာဆက်ဖြစ်မလဲဆိုတာတော့ဟိုပေါ့နော်ခွဲစိတ်ဖို့ပဲလောက်ကတော့မယ်ခွဲစိတ်ဖို့ကမလာသေးဘူး plasma လောက်ကမဲ့အဆင့်ကိုလာပြီပေါ့နော်အခုညီမတို့လက်ရှိရောက်ချိနေရတော့ plasma အဆင့်ကိုရောက်ပြီ plasma အဆင့်ကိုရောက်တော့မယ်ဆိုတော့ plasma လောက်ခဲ့တဲ့အချိန်ကျရင် plasma အကြောင်းအရာညီမပြောပြပေးပါမယ်ရှင်အခုလက်ရှိပြောခဲ့တာ DMA မှာเนาะဝင်ခဲ့တဲ့ဥစ္စာပေါ့တရားရုံးဝင်ခဲ့တဲ့ဥစ္စာအဖြေလေးတွေကိုညီမတို့မေးခဲ့တဲ့အဖြေလေးကိုကိုယ်တိုင်ပြောခဲ့တယ်သူကအဓိကမင်းကတော့ညီမတို့လှူလိုက်တဲ့ဒိုနာကြောက်ကတစ်လုံးမဲ့ကြံခဲ့မဲ့ဒိုနာဒီအကျိုးတွေအပြစ်တွေကို तू သိရမယ်မသိဘဲနဲ့လှူလိုက်တာမျိုးမဖြစ်စေရဘူး तू ကအဲ့လိုပုံစံမျိုးညီမတို့ကကြောက်အပြစ်အကျိုးတွေညီမတို့တကယ်လဲပြောပြမယ်ဆရာဝန်ကြီးကပြောခဲ့တယ်ညီမတို့ဒိုနာတွေမှာနော်တော်တော်စွမ်းအင်နဲ့စိတ်ရဲ့စွမ်းအင်နဲ့ဘလို့မှတော့မဖြစ်နိုင်ဘူးသိလားတော်တော်စွမ်းအင်ပြတ်သားမှာဒါကိုမှုပြောတာမဟုတ်ဘူးတကယ်လက်တွေ့ကြုံဘူးတဲ့သူတွေလည်းရှိပါတယ်မေးကြည့်ပါအနီးဆက်ဝိုင်းမှာမရှိတဲ့ဆိုမေးကြည့်ပါအဓိကစိုးကျိုးတွေပြစ်ကျိုးတွေကိုတို့တွေသိပါတယ်မနောက်တစ်ပိုင်းကျရင်ပြောပြပေးမယ်နော်သွေးယိုနိုင်တယ်စီးယိုနိုင်တယ်သူကခွဲစိတ်နေတွင်မှာအသက်1000မှာတယောက်အသက်ဆုံးရှုံးနိုင်တယ်ကြံခဲ့တဲ့ကြောက်ကတစ်ခုကလည်းကင်ဆာဖြစ်နိုင်တယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါမျိုးတွေရှိပါတယ်အဲ့ဒါမျိုးလေးတွေကိုပေါ့နော်သိစေချင်ပါတယ်ပေါ့နော်ညီမရဲ့ channel ကိုသဘောကျတယ်ဆို like ရ subscribe လုပ်ပေးထားပါညီမအဓိက main ကတော့ဒိုနာအလူရှင်ကိုယ်တိုင်ကြုံတွေ့ရတဲ့ဥစ္စာတွေပဲကြောက်ကအစားထိုးတဲ့ကိစ္စတွေပဲ share လုပ်ပေးသွားမှာဖြစ်တဲ့အတွက်ကျေးဇူးပြုပြီး like subscribe လုပ်ပေးကြပါနော်